spinning လေးကိုပြောပြရင်ဖြစ်ပါတယ်။ရင်ဆုံးအင်္ဂလိပ်လေးကိုလဲလိုက်မယ်ပေါ့နော်။မြန်လို့ channel လေးကိုလည်း subscribe လေးနဲ့လုပ်ပြီးကြပါဦး။ subscribe ကလည်းမတူရင်းနဲ့ရိုးဝါးဖြစ်တာကြောင့်အားကြောင့်ပေါ့နော်။ရင်ဆုံးအင်္ဂလိပ်လေးမှာပေါ့နော်။မြန်လို့ရဲ့ subscribe ကများပြီမဲ့လေမြန်လို့idol ခေါ်ခိုင်းချင်လို့ပါ idol ခေါ်ခိုင်းချင်လို့ပါအားလေးကိုပြောချင်ပါရှင်လို့တော်ရည်ဆိုရင်ဒီဟာလေးကိုယူမယ်ယူပြီး home boy ကိုတွားမှာဖြစ်ပါတယ် home boy မှာ boy ကို kiss love အားလေးပြလိုက်ပါသူတောက်တဲ့အချိန်ထိစောင့်နေမှာဖြစ်ပါတယ်တောက်ပြီးပါလားတောက်ဆိုအလားဖြူလို့เนี่ยပြုံးလေးထွက်လာတယ်လားအဲဒီမှာလုပ်ပေးပါမယ် yes okay ရောက်သွားပြီဖြစ်ပါရှင်ရောက်သွားပြီဖြစ်ပါတယ် Barbie တဲ့ baby လည်းမဟုတ် Barbie love you Barbie ကျေးဇူးတင်ပါတယ်ရှင်ဇာတ်ခွာလေးလုပ်ပေးပါဦး